အမေဖြစ်သူကသမီးလေးရဲ့အုံနောက်ထဲကိုစမ်းပြတဲ့ချစ်ပြားတစ်ခုထည့်ပေးလိုက်ပါတယ်။ရည်ရွယ်ချက်ကတော့သမီးလေးမြင်ရမယ်ကဘာကြီးကိုထိန်းချုပ်ပြီးကြောက်စရာမြင်ကွင်းတွေကိုဖျောက်ထားဖို့ပါပဲ။အဲ့ဒီနေ့ကစပြီးကောင်မလေးခင်ဗျာထိခိုက်ဒဏ်ရာတွေရန်ဖြစ်တာတွေကိုဘာတစ်ခုမှမမြင်ရတော့ပါဘူး။ဘင်းကခွေးအောင်ရင်တောင်သူ့မျက်လုံးထဲမှာဝါတတအရေးကြီးလို့ပဲမြင်နေရတော့တာပါ။အမေလို့သူကတော့ကျင်းနှံ့နေပြီမဲ့အန်ဒီရဲကနီးကပ်လာတာကိုသတိမထားမိလိုက်ပါဘူး။တနေ့မှာအဖိုးဖြစ်သူရုတ်တရက်ယောဂဖောက်ပြီးလဲကျသွားပါတယ်။ညီမလေးကိုအကူအညီတောင်းရှာပေမဲ့ကောင်မလေးမျက်လုံးထဲမှာတော့အဖိုးကဝါတတရည်ကြီးဖြစ်နေလို့ဘာမှမလုပ်ပဲဒီတိုင်းကြည့်နေခဲ့ပါတယ်။အမေစီကိုအချက်ပေးတဲ့ရောက်လို့ပြေးလာတဲ့အချိန်မှာတော့အဖိုးကလောကကြီးတဲကထွက်ခွာသွားခဲ့ပါပြီ။အမေခင်ဗျာနောင်နာရပြီးအုတ်ကူရှိမှာငိုကြွေးပေမဲ့ချစ်ပြားကိုတော့မဖြုတ်ပေးခဲ့ပါဘူး။သမီးလေးကျောင်းနေအရွယ်ရောက်လာတော့ထိခိုက်မိရင်ဘလို့ပုံစံလဲသိကျင်လာပါတယ်။ဒါနဲ့ခဲရန်ချွတ်ချွတ်နဲ့လက်ကိုထိုးပေါက်ကြည့်လိုက်ပါတယ်။ဒါပေမဲ့လက်ကဝါတတပဲဖြစ်သွားတော့စိတ်တိုပြီးထက်ခါလှုပ်ပါလေရော။အချက်ပေးတယ်မီလို့အမေရောက်လာပြီးတားလိုက်ပေမဲ့သမီးလေးကတော့နာကျင်မှုမရှိသလိုဘာမှမခံစားရပဲအေးဆက်နေပါတယ်။အဲ့ဒီအချိန်ကျမှအမေလို့သူလေသူသမီးလေးဟာခံစားချက်မဲ့တဲ့လူတစ်ယောက်ဖြစ်သွားပြီဆိုတာကိုနားလည်လိုက်ပါတော့တယ်။